ပကက်လွယ်လက်ကကဘာကြီးကိုသိမ့်နိုင်နေတဲ့ဒါဟာဖျားခင်ကအမျိုးသမီးတို့ပေးထားတဲ့စုတခုပေါ့အမျိုးသမီးတွေရဲ့ချစ်တဲ့စိတ်ဂူးဆိုင်တဲ့စိတ်လူရွှတဲ့စိတ်တွေကအနာဂတ်ကဘာကြီးကိုအများကြီးပြောင်းလဲစေသလိုအနာဂတ်မျိုးဆက်တစ်တွေလည်းအမျိုးသမီးတွေရဲ့လက်ထဲမှာများစွာမူတည်ပါတယ်ကိုယ်စွန့်ပစ်သွားတဲ့မိခင်တွေရှိသလိုမျိုးကိုအသက်ကြီးရည်ပြုစုပြုထောင်ပေးတဲ့မိခင်တွေရှိပါတယ်ဘလို့ပဲဖြစ်နေပါစေမိခင်တွေဟာကိုလလွယ်စေလဖွာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုမမွေးဖွားခင်ချင်းတီတောင်မှများစွာဒုက္ခရောက်ပြီးတော့ကိုမွေးဖွားခဲ့ရဖြစ်ပါတယ်ရိုးရှင်းရှင်းလေးတွေ့ကြည့်ရင်သူလည်းအမျိုးသမီးတွေကတယောက်ပါသူ့ရဲ့အစဉ်ပြေတဲ့ချိန်นี้မိခဲ့ဘူးလားသူအထီးကျန်တဲ့ချိန်นี้မှာရောသူ့ကိုရင်ပွင့်ပေါ်ရင်ပွင့်ပတ်ဖြစ်ရောရှိနေခဲ့ဘူးလားဒီခံစားရတာပေါ့နော်တာသမီးတွေရလာတဲ့အခါမှာသားတွေကိုဘယ်လိုချစ်ရမလဲသမီးတွေကိုဘယ်လိုချစ်ရမလဲသားတွေကဘယ်လိုအောင်မြင်ရမလဲသမီးတွေကဘယ်လိုအောင်မြင်ရမယ်ဆိုတာကိုအတွေ့အထဲမှာအမြဲတမ်းခံစားမိတယ်သူတို့ကအောင်မြင်စေချင်တယ်များနဲ့နီးသူရန်သူဖြစ်ခိုင်းစေချင်တဲ့အမေရဲ့ဆန္ဒပေါ့နော်